ဒီနေ့မနက်ဈေးသွားဝယ်အခါမှာအဲ့ဆိုင်ကဘဲဥတွေအသက်ရောက်ထားတယ်။သူတို့ဖိုင်တော့မှတေချာမဖောက်ရသေးဘူး။တချို့ဟာတွေပဲဖောက်ထားလို့ဘဲဥတကယ်ဆွဲလာပါတယ်။အရင်တော့ဆိုရင်ကျမအဲ့အဖြူရည်များရဲ့မြို့မှာနေတဲ့အခါကျတော့ပေါ့နော်ဒီလိုဘဲဥတွေဆိုရင်ရှာရအရန်ခက်တယ်။အခုဒီမျိုးကိုပြောင်းလာအောင်မှာ Asia Store တွေရှိတော့ဒီဘဲဥလေးကိုအလွယ်တကူဝယ်လို့ရတာပေါ့နော်။ပထမဆုံးကျမဘဲဥကိုရေးပြအောင်လို့စေးလိုက်ပါတယ်။ပြီးရင်ပြုတ်ပါမယ်သူကရေမစေးဘဲနဲ့ပြုတ်မယ်ဆိုရင်ဘဲဝီကပြုတ်ပြီးတဲ့အခါမှာအနံ့တစ်ခုထွက်တယ်ပေါ့နော်အဲ့ဒါကြက်ဥလည်းအတိုင်းပဲအဲ့အနံ့ကိုကျွန်မမကြိုက်လို့အရင်ဆုံးရေကိုပြောင်းစေးပြီးတော့ပြုတ်ပါမယ်ဘဲဝငယ်မြရေးကြောချက်လေးချက်ဖို့အတွက်ကျွန်မကြက်သွန်ဖြူနဲ့ကြက်သွန်နီနဲ့ကိုထောင်းထားပါမယ်ပထမဆုံးထုံးစံတိုင်းစီတက်ပါမယ်ပြီးရင်စနုပ်မုတ်လေးနည်းနည်းထည့်မယ်ပြီးွားရင်ကျွန်မပစွန်ချောက်မုတ်လေးနည်းနည်းထည့်မယ်ပေါ့နော်ပစွန်ချောက်ကကျွန်မကိုယ်တိုင်အိမ်မှာဒီပစွန်ချောက်အကောင်ကိုဝယ်ပြီးတော့ကိုယ့်အကိုကြိတ်ထားပေါ့နော်အဲဒါကြောင့်မို့ကြိတ်ထားတော့သူကနည်းနည်းလေးမှုံမှုံလေးဖြစ်နေတယ်ကျမအခုတော့ဟင်းချက်ရင်စီလေးကို short ပြီးတော့သုံးတယ်ပေါ့နော်အားကြောင့်အခုပစွန်ချောက်ကနည်းနည်း6ကက်ကက်လေးဖြစ်နေတယ်အားကြောင့်ကျမစီလေးနည်းနည်းထည့်လိုက်မယ်ရုပ်ဒီမုံလေးနည်းနည်းထည့်လိုက်ပါမယ်အရသာထည့်မယ်ပြီးသွားရင်တော့ကျွန်မခွာထားပြီးတော့အရာလေးပေးထားတဲ့ဘဲဥလေးထည့်လိုက်ပါမယ်အရာလေးပေးမှလည်းသူကအရသာအထဲကိုစိတ်ပြီးဝင်ပါနော်တချို့ကကြောက်ချမ်းပြီးတော့လုပ်တယ်ကျွန်မကြောက်ဒီချမ်းရင်တစ်ခါကျရင်အနှစ်တွေထွက်လို့ပေါ့နော်ဒီတိုင်းမဲ့အရာလေးပဲပေးထားပါတယ်အားလုံးသိတဲ့အတိုင်းပဲအခုဆိုရင်ဘဲဥချက်ပြင်မပါမဖြစ်ပါဒါမဲ့မကြီးရည်လေးကိုကျွန်မထည့်လိုက်ပါမယ်နောက်ဆုံး step အနေနဲ့ကျွန်မရေလေးနည်းနည်းထည့်ပြီးခဏနှက်ထားလိုက်ပါမယ်ဒီတစ်ခါတော့ကျွန်မဘေးဥငံပြားကြီးကြောချက်လေးစားချင်တာဆိုတော့အရေးလေးကိုနည်းနည်းခန့်လေးချက်ထားပါတယ်ကဲအခုဆိုရင်တော့အစာပလာကြီးလည်းအများကြီးပြင်စရာမလိုပဲနဲ့ချက်လို့ရရဲ့ဘဲငံပြားကြီးချက်လေးရပါပြီ။